အားလုံးပဲမင်္ဂလာပါ Well Sport ဘွဲ့ Unity ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Red GN အဖွဲ့သားအားလုံးလည်းမင်္ဂလာပါဗျာဆိုတော့ကျွန်တော်ဒီနေ့ပြောရမယ့်အကြောင်းအရာကတော့ Super Sunday ကျွန်တော်တို့မြန်မာချိန်17နာရီမှာကန်အောင်နဲ့ကန်ခဲ့တဲ့ကျွန်တော်တို့ Liverpool vs Tottenham Hotspur Top 4နဲ့ကျွန်တော်တို့ဒီဘက်ကတန်းဆင်းဆုံးနဲ့အားပြိုင်နေပွဲဆိုတော့မနေ့ကတော့ Manchester City နဲ့ West Ham တန်းဆင်းဆုံးနဲ့အဆင့်နဲ့ Champions ဆုနဲ့ပြိုင်တဲ့ပွဲမှာတော့ Manchester City ရော West Ham ရော Manchester City တဲ့အကျိုးရုပ်ခဲ့ပြီး West Ham တဲ့အကျိုးမြတ်ခဲ့တယ်ဒီနေ့လည်းဒီလိုပဲ Top 4နဲ့ကျွန်တော်တို့ဒီတန်းဆင်းဆုံးနဲ့ပြိုင်ပွဲမှာတော့ Liverpool တို့အကျိုးရုပ်ခဲ့ပြီး Spurs တို့အကျိုးရှိခဲ့စပါးအနေနဲ့ဒီရာဒီမှာပထမဆုံးအမှတ်ရတယ် Premier League မှာပထမဆုံးအမှတ်ရတယ်ပွဲလာမသိကျွန်တော်သိသလောက်တော့ January ကတည်းကစပါးမနိုင်တော့ဒီရာဒီမှာ Premier League မှာပထမဆုံးတမှတ်ရတာIgor သူတော်လက်ထက်မှာတော့သူကပထမဆုံးတမတ်ရတယ်နီးပြပါဒီပွဲမှာသူလည်းတမတ်ဆာရတော့ကက်တင်းနီးကြရဒီပွဲမှာတမတ်ဆာရတော့လို့ကျွန်တော်ပြောလို့ရတယ်ကဲထားပါပြီးဆိုတော့ဒီပွဲမှာထုံးစံတိုင်းလူစင်းတွေရွပြရင်တော့ဒီလူတွေပဲလူရှိမှာကပ်ပိုတို့ကျွန်တော်တို့ထုံးစံတိုင်းအလဲရမဲ့အလီစတာတို့ Gravy Bash မဟုတ်ဒါပေမဲ့ဒီဘက်ကဒီနေ့မှာကွန်မာဒိုလူရီယိုပါတယ်ကျွန်တော်ကွန်မာဒိုရီယိုလူငယ်ကစားသမားတွေပါတယ်ကျွန်တော်လည်း83ကျွန်တော်တို့ကစားသမားလေးတွေကတော်တော်လေး performance ကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်။စော့ပြတ်တက်နေရတော့မောင်ကပ်ပိုပြီးတော့လူစားဝင်နေဆာလာဆိုဘာလုံးနေမှမသိဘူးဗျာ။အဲ့ဒါတွေကတစ်ပိုင်းပေါ့နောက်မှပြောမယ်။ဆိုတော့စပါးဘက်ကလည်းထုံးစံတိုင်းသူတို့နှစ်သိန်းစလုံးကဒီဂျားရဲထဲမှာ Champion League ကန်စရာရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီလူစင်းတွေတော့တက်တင်တလောက်ကျွန်တော်တို့ခြံထားခဲ့တယ်။ဒါပေမဲ့ခြံထားခဲ့ခြင်းနဲ့အပေါ်မှာမူတည်ပြီးတော့ပြဿနာတွေရှိတယ်ပေါ့နော်ဘယ်လိုရှိလဲဆိုတော့နှစ်သင်းစလုံးကခြံထားမှုတွေပေါ်မှာမူတည်ပြီးတော့ပွဲကထင်တယ်လို့ကြည့်မကောင်းခဲ့ဘူးဒီပွဲမှာပြောရမယ်ဆိုလို့ရှိရင်ပထမပိုင်းလီဗာပူးဒုတိယပိုင်းစပါလို့ကျွန်တော်ပြောပါပထမပိုင်းမှာတော့လီဗာပူးကအသေးကောင်းတာဗျာအမုန်းကောင်းရှယ်ကောင်းတည့်မှာအတကုံတွေဖိပါရဲ့အိုးဒီပွဲကျွန်တော်ကြည့်ရဗျာပြောရမယ်ဆိုလို့ရှိရင်ပွဲတွေအကုန်လုံးခရော့တစ်တွေအရက်ဖြော့စီအရန်ဖြစ်တယ်ဗျာသိမလားဝုန်းတိုင်းဆိုမိုးပန်တွေအရန်ဖြစ်တယ်အဲ့လိုဖြစ်နေရင်ကိုရီးယားနေလားဆိုတော့လည်းမရဘူးဗျာဝုန်းတိုင်းပဲဖြစ်နေဘာမှတော့ဖြစ်မနေအဆုံးသတ်မှာ result ကောင်းတစ်ခုရလာတော့မရဘူးဝုန်းတိုင်းသာဖြစ်တာ Man City တဲ့ပွဲလည်းအဲ့လိုပဲဝုန်းတိုင်း Manchester United လည်းဝုန်းတိုင်းကျွန်တော်ဒီဘက် Arsenal လည်းဝုန်းတိုင်းအကုန်လုံးဝုန်းတိုင်းဝူရှူဝါတွေရောဖြစ်တာပဲဒါပေမဲ့ဘာမှတော့မဖြစ်နေဘူးဆုံးသတ်မှာဒီလိုပဲဒီအောင်နဲ့စပါနဲ့လေဝူရှူဝါတွေဖြစ်တယ်ဒါပေမဲ့အစောပိုင်းမှာကျွန်တော်တို့ free kick ရတယ်အဲ့ free kick ကနေ support slide ထုံးစံတိုင်းသူရဲ့ trademark free kick ကိုကန်လိုက်တယ် Rigario အုပ်နိုင်ခဲ့ပေမဲ့သူ့ရဲ့လက်ဖြားလေးနဲ့ပဲဒီလိုလက်ဖြားလေးနဲ့ပဲထီပြီးတော့ကိုယ်ရဲ့ဝင်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီပါဘူးကတော့1-0 okay ပေါ့ verify very okay ကျွန်တော်တို့တွေးရပါတော့ပြီးတော့ဆက်ကြည့်လီဗာပူးကအဲ့ရစာပြီးစုပ်သွားတာဘယ်တော့ဒီအောင်စုပ်လဲဆိုလို့ရှိရင်ဘောလုံးကပေါက်တယ်နော်နှစ်သင်းစိုးရဲ့နောက်တန်းကလည်းဟောင်းလောင်းကြီးလီဗာပူးနောက်တန်းလည်းဟောင်းလောင်းကြီးစပါနောက်တန်းလည်းဟောင်းလောင်းကြီးတောင်းနောက်တန်းကစားသမားတွေတကောင်းမှမကောင်းဟောင်းလောင်းကြီးဒါပေမဲ့ဘာဖြစ်လဲခြေတန်းကစားသမားတွေတကောင်းမှမကောင်းလောက်ရောမကောင်းလဲဆိုဘောလုံးလေးရတယ်ထိန်းတယ်ကံမှုကျူးစားတယ်လူထီထွက်တယ်ဘောလုံးလေးရတယ်ထိန်းတယ်ကံမှုကျူးစားတယ်အဘိုးလုံးမောဖြစ်သွားတယ်ဘောလုံးလေးရတယ်ထိန်းတယ်ကန်လိုက်တယ်တခြားလူကဥွားပြီးတော့ဘောလုံးမကန်လိုက်ရဘူးအဲ့လိုမျိုး situation တွေပဲဒီပွဲမှာဖြစ်တာဗျပြီးတော့ဝေယုံသုံးကားနေတဲ့ဘောလုံးတွေလူတယ်ပြီးတော့ရလာဆိုလည်းလူတွေကောင်းတွေကမြအခြားလူတွေကရပြီးတော့ပြီးလောဒီဘောလုံးတွေအချိန်တွေလုံးပြီးထွက်ပြင်နေထွက်မိုးပေါ်တက်အဲ့လိုမျိုးအခြေအနေမျိုးကျွန်တော်တို့ဖြစ်တာဗျပြောရမယ်ဆိုရင်ဘာမှအကျိုးရှိမနေတဲ့ chaos တွေပဲဖြစ်တာအဲ့လိုနဲ့ eBay နဲ့ပထမပိုင်းပြီးတော့ထုံးစံတိုင်းပေါ့ဒါပဲလူတိုင်းနိုင်နေလီဗာပူးလည်းနိုင်ပြီပေါ့အဲ့လိုတွေ့ရမဟုတ်ဘူးဗျာဒုတိယပိုင်းညမှာပြောင်းတာတကယ်လည်းဇလက်ဘယ်လောက်တိအောင်ပြောင်းသွားလဲဆိုတော့ဒုတိယပိုင်းပြန်စားတဲ့အချိန်မှာကျွန်တော်တို့မိနစ်90ကျော်မှာကျွန်တော်တို့ယာဗီစီမွန်ဝင်လာဆူဆာထုတ်ပြီးယာဗီစီမွန်ဝင်လာတဲ့အချိန်ကစပြီးတော့စပါလာဘာစီလိုနာလားမသိတော့ဖြစ်သွားတယ်ရုပ်တရက်ကြီးဗျာဘယ်လိုပြောရမလဲအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့သူကတကိုးလဲရှုံးနေပြီဗျာအခုချိန်မှာတရေကြလဲအမျက်နိုင်လဲအမျက်ဆိုတဲ့အနေအထားမျိုးဖြစ်တယ်ဗျာဆိုတော့သူကအခုချိန်မှာတိတ်မတွေးတော့ဘူးဗျာဆိုတော့ Igor သူဆိုတာကစားသမားတွေဘာပြောလိုက်လဲဆိုတော့မင်းတို့ဖြစ်ရပြီလုံးချင်ရလုံးဆိုပြောလိုက်တယ်ချိန်မှာကစားသမားတွေက okay very good ဆိုပြီးတော့သူကလည်းလုံးချင်ရလုံးကျုံးချင်ရကျုံးအတကုံတွေကျုံးသိလားကန်ချင်သူကန်အတကုံတွေဝုန်းဆိုအဲ့ချိန်မှာဘာကွာသွားလဲဆိုတော့စိတ်တက်ပိုင်းဆိုင်ရာကွာရှားသွားတာကျွန်တော်မြင်ရဘယ်လောက်ထိအောင်ကွာခြားသွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီစပါအသင်းရဲ့စိတ်သက်အပြောင်းလဲကမိနစ်60အဲ့ရှာမီစီမိုဝင်လာပြီးရဲ့နောက်ပိုင်း60ကျော်ကနေစပြီးတော့ကျွန်တော်တို့ဒီစပြီးတော့ပြောင်းလဲတာပေါ့နော်အဲ့လိုပြောင်းလဲတာကကျွန်တော်တို့တိတာရဗျာ
ပို့ပြီးတော့ဟိုအဲ့လို chaos တွေဖြစ်တယ်ဘောလုံးတွေချော်နေတဲ့အချိန်ပုံစံမျိုးကနေပြောင်းသွားပြီးတော့အဲ့လိုချော်နေတာတပြေးနေလီဗာပူးဘက်မှာပဲကြံခဲ့ပြီးတော့စပါးဘက်ကပို့ပြီးတော့တီတီငိမ့်ငိမ့်နဲ့ဘောလုံးကိုထိန်းချုပ်လာပြီးတော့ကစားလာတာဗျာအဲ့လိုထိန်းချုပ်တဲ့ကစားတာနဲ့အညီကျွန်တော်တို့အခွင့်အရေးတွေအများကြီးရတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပဲကစားပုံစံကောင်းလာတာ result ကဘာမှမပြောင်းလဲဗျာတကယ်ပါဆိုဘာမှမပြောင်းလဲထုံးစံတိုင်းအရှိရောက်တယ်ဘောချော်တယ်အရှိရောက်တယ်ဟိုနောက်ခံတွေပုတ်တယ်ဒီပွဲမှာ credit ကတော့ Ellison ဘက်ကပေးရမယ်အချို့ Richarlison ကန်တဲ့အလုံးတွေတဲဟုတ်ထွက်တဲ့အလုံးတွေကျွန်တော်ဒီလုံးတွေကိုကျွန်တော်တို့အကောင်းဆုံးကာကွယ်ပေးသွားတယ်ကျွန်တော်ပြောလို့ရတယ်ပြီးတော့ဗာဖြစ်လေလီဗာပူးကဒီပွဲမှာတော့ Arne Slot ကကျွန်တော်တို့လူစားလဲမှုတွေလုပ်လိုက်တယ်ထုံးစံတိုင်းလူမိုဟာရဲ့ Wisk ရဲ့ Frame Round ကိုထုတ်ပြီးတော့ Jones ရဲ့ Ekitiki ရဲ့ Salah ရဲ့ကျွန်တော်ဝင်လာတယ်ပို့ဆိုးသွားချီစွမ်းကောင်းတယ် Ekitiki ဗျာဘာဖြစ်သွားမှန်းမသိဘူးဗျာ Florian Wisk နဲ့ Ekitiki ကိုမတွဲပေးရဲ့ချင်းစပြီးတော့နှစ်ကောင်လုံးဆုတ်ပြတ်သွားတာမှန်တိုင်းပြောရမယ်ဆိုလို့ရင်ဆုတ်ပြတ်သွားတာဒီပါကူကသူ့ဘာနှစ်ကောင်တွဲနေတော့အကောင်ဒီပွဲမှာမတွဲပဲတယောက်တစ်ကောင်စီထည့်လိုက်တော့မှနှစ်ကောင်လုံးမကောင်းတော့ရဲ့ဒီတိုက်စစ်တစ်ခုလုံးဆုတ်ပြတ်သွားအဲ့ချိန်မှာတစ်ဖက်ကကြာနေတဲ့တိတ်ပြီးတော့ performance မပြနိုင်တော့တဲ့ deal နေရာမှာကိုလိုမူဝါနီဝင်လာတယ်ကျွန်တော်တို့ Spurs ပေါ့တော်တော်ဆုတ်တယ် Spurs လည်းဒီနေ့ည Spurs ထုတ်တဲ့နေရာမှာ OCC ဝင်လာတယ်အဲ့ချိန်မှာဘာဖြစ်သွားလဲဆိုတော့ကိုလိုမူဝါနီက Arsenal နဲ့ပွဲမှာကလေးက तू က skill ရှိပြီးသားကစားသမားဗျာ PSG မှာကလေးက तू skill ရှိပြီးသားကစားသမားကျွန်တော်တို့ skill ရှိရဲ့တိုက်စစ်မှုဗျာပြောရမယ်ဆိုရင် तू က force 9တောင်နည်းနည်းပိုဆင်တယ်မှန်တိုင်းပြောရရင် Richarlison လို့ Procha မဟုတ်ဘူးဗျာ तू force 9တောင်နည်းနည်းဆင်နေတယ်Richarlison Procha စစ်စစ်ဗျာရရင်ကန်မယ်ခိုးရရင်ကန်မယ်ကိုက target man ပုံစံဖုံလို့ကန်တာဆိုတော့အဲ့လိုတောက်လျှောက်ကန်တဲ့အလုံးတွေကိုဂျိုင်းမှာ Ellison တဲတန်ကာကွယ်နေရပြီဗျာမရှုံးအောင်မကွင်သွားအောင်ကာကွယ်နေရတဲ့အချိန်မှာအခြေအနေကစပါးဘက်ကိုတဖြည်းဖြည်းရောက်လာတယ်ဗျာဘယ်လောက်ထိအောင်တိတာလာလဲဆိုတော့မိနစ်80နာရောက်လေစပါး9ရမလားကျွန်တော်တို့စိတ်တည်းထင်းနေရဲ့အတိုင်းပဲကျွန်တော်တို့ထုံးစံတိုင်းတပွဲလုံးမှာမကောင်းဘူးဆိုရင်ကျွန်တော်တို့ Vicario ပေါ့ Vicario ခုတ်တင်ပေးလိုက်တာဟို Alistair ခေါင်းတိုက်ပြီးရှေ့ထုတ်တာကနေပြီးတော့မသက်မရက်ပဲနဲ့ကိုလိုမူဝါနီစီရောက်ပြီးတော့ကိုလိုမူဝါနီတစ်ချက်ထိန်းနေနှစ်ချက်ထိန်းပြီးတော့ကျွန်တော်တို့ဘေးနာကိုထိုးပေးလိုက်အဲ့ချိန်မှာဘာလုပ်တာလဲမသိဘူးလီဗာပူးကစားမှာဘေးနာ Richarlison တစ်ကောင်လုံးရှိနေတာတော့မကတ်ပဲနဲ့အားရပါရကိုလိုမူဝါနီဝိုင်းဖြတ်ကြတာဝေါပြီးတော့တယောက်မှလည်းမရပဲနဲ့ကိုမူဝါနီဘောလုံးကဘေးနာ Richarlison ကိုကြောက်သွားတယ် Richarlison ကအသာရပဲကိုပေါက်တွေကတ်ထဲလိုက်တယ် Ellison လည်းမမီတော့ဘူးဝရုံးသုံးမိုက်ဖြစ်ပြီးတော့89နှစ်မှာကျွန်တော်တို့အောက်ဝဲကိုဝင်သွားပြီးတော့ Richarlison ဘယ်လိုလုပ်လဲဆိုတော့ဒီလိုကြီးပြေးသွားဆိုပြီးဒီလိုသူ့ကိုကင်မရာကြီးအသေးကြီးရတာဗျာကျွန်တော်အောက်ကနေပြီးတော့ကင်မရာကြီးနဲ့ရိုက်သူကဒီလိုကြီးဘာလုပ်နေမှလည်းမသိဘူးဗျာအဲ့တိုင်းရက်နေတာ9မိနစ်လောက်မသိ9မိနစ်လောက်မဟုတ် sorry ဟိုကလောက်ကြာတယ်စက္ကန့်60လား30လားမသိဘူးကြာပြီအဲ့တိုင်းပဲဆိုကျွန်တော်ရက်စားတယ်ဗျာဒီလားအဲ့ကောင်ကလည်းတကယ်ငါစား Richarlison ဖယားစုဘရာဇီးမှာလေဒီကောင်ဟာတာတိုက်စင်မှုကြီးလို့ပြောတယ်ဘရာဇီးတိုက်စင်မှုကောင်းပါတယ်လေးပေါ့ကောင်းတော့လုံးဝဟာတာတိုက်စင်မှုကြီးဒီလားအော်ဝဲခဲတာအမှန်ကန်ပဲဒီလားကျွန်တော်တော့မသိဘူးစပါဖန်နေတော့တိမှာပေါ့ကျွန်တော်တော့သိရဗျာဒီကောင်အောင်ဝဲခဲစောပြဿနာအမြဲတမ်းတက်တယ်ဆိုတာဒီကောင်အောင်ဝဲခဲအမြဲတမ်းအလျက်ရှုံးသွားဗျာအဲ့တော့စပါဖန်နေလေအဲ့ချိန်မှာဒီကောင်အဲ့လိုတွေလုံနေတော့ပြဿနာပဲပေါ့ငါတို့ကိုရံပေးရင်တော့သွားပြီပေါ့သိရမလားဒီကောင်လည်းအဲ့လိုပဲအမှန်ကန်ကြီးကိုအကြီးကျယ်အောင်ဝဲခံတာညာသိရမလားရုပ်တည်နေလူကြီးလည်းမသိမမမီတော့ဗျာထားလိုက်တော့ဆိုတော့အဲ့လိုမျိုးကြီးအောင်ဝဲခံတယ်ဗျာတကယ်စားတယ်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ကန်တယ်ဒါပေမဲ့စပါးကလည်းခွေရထိုးပေါက်တယ်အဲ့တော့မှဗျာလီဗာပူးကနိုးကြားမှုတွေဖြစ်လာနိုးကြားမှုမျိုးချစ်စိတ်ဓာတ်တွေနိုးကြားမှုတွေဖြစ်လာငါအန်ဖီငါတို့ကရှုံးလို့မဖြစ်ဘူး this is အန်ဖီဆိုစိတ်ဓာတ်ကြီးနိုးကြားဘာလို့လို့ရလဲအချိန်က4မိနစ်လား6မိနစ်လားပဲလားမသိပြီးတယ်ဘာမှလုပ်လို့မရတော့ပွဲပြီးသွားအောင်အဲ့တိုင်းနဲ့1-1ဆိုပြီးသွားဒီပွဲမှာဟာတာတွေကအများကြီးဖြစ်တာဗျာကျွန်တော်ပြောဆို Richarlison ပွဲခံတာတွေရှိမယ်ပြီးတော့နောက်တစ်ချက်လည်းရေးရသေးတယ်အီကောသူတော်ကဗာလဲသူ့ရဲ့ဟိုအသေးဟိုနီးစနစ်အဖွဲအလူနဲ့ကျွန်တော်တို့အာနီစလော့နဲ့မားတာဗျာကတုံးကြီးတောင်းလို့ဆန်နေနောက်ကတောက်ပုတ်ပြီးတော့မားရလူကြီးနှုတ်သက်ပြီးတော့မှအာနီစလော့မဟုတ်အာနီစလော့ဟိုဘက်မှာသူကကုတ်လဲမတူဘူးဗျာပြောင်းတာသလိုတပေလေးမရှိတာချင်းပဲတူတာဗျာအဲ့ဒါလူမားပြီးနှုတ်သက်နေလို့သူကနောက်မှအာနီစလော့ရှက်နဲ့သွားပြီးတော့တင်းတဲ့နှုတ်ဆက်တာဟာတာတွေဖြစ်တာဗျာတကယ်ကြီးရဟာတာပွဲပဲပြောရမယ်ဆိုလို့ရှိရင်တင်းစလုံးကဘာမှထိထိရောက်ရောက်တွေလည်းမရှိဘူးဘာမှလည်းဟိုကမဖြစ်ဘူး1-1တရေကြပါတယ်ဆိုတော့ဒီပွဲအဆုံးဖြတ်မှာဘာဖြစ်သွားလဲဆိုတော့လီဗာပူးအနေနဲ့ top 4ကို
Manchester United ကိုအမီလိုက်နိုင်မဲ့အခွင့်အရေးကိုအပြေအဝဆုံးရှုံးသွားတယ်လို့စပါးအသင်းကလည်းဒီပွဲမှာရလိုက်တဲ့တမတ်ကြောင့် Forest တို့ကလည်းတည်ဝန်ဆန်းတို့ကလည်းတည်စပါးကလည်းတည်ဆိုတော့သူတို့ရဲ့အမှတ်တွေကလည်းမအိမ်မရိမ်ဒီအခြေအနေကိုရောက်ရှိသွားခဲ့တာကိုကျွန်တော်တို့တွေ့ခဲ့ရမယ်ဆိုတော့စပါးအတွက်အမျက်ထွက်ခဲ့ပြီးလီဗာပူးအတွက်အကျိုးမရှိခဲ့တဲ့ကျွန်တော်တို့ညတညကျွန်တော်ပြောရင်းနဲ့ပဲဒီဗီဒီယိုဒီမှာပဲအဆုံးသတ်လိုက်ပါစေအားလုံးကျေးဇူးတင်ပါတယ်ကြည့်ပြီးရတော့လည်းကျေးဇူးတင်ပါတယ်ဟာတာပွဲကြီးလို့ပဲကျွန်တော်ပြောရင်းနဲ့ပဲဒီဗီဒီယိုကိုအဆုံးသတ်လိုက်ပြီ